ဘဝတွေကိုထွက်လိုက်ပါမိမိကိုမိမိအိမ်ထဲတွင်အလုပ်ထဲတွင်လှောင်ပိတ်မိမနေစေရန်ဘဝတွေကိုထွက်လိုက်ပါခရီးမကြာခဏထွက်ပေးပါအတွေးအမြင်တွေပြောင်းလဲသွားပါလိမ့်မယ်အထိုင်များခြင်းသည်စိတ်ဓာတ်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်ရုံးတွင်အထိုင်များခြင်းကွန်ပျူတာရှေ့တွင်အထိုင်များခြင်း TV ရှေ့တွင်အထိုင်များခြင်းတို့ကိုကျေနပ်ပီတိဖြစ်လာကြသောကြောင့်လူတွေလှောင်ပိတ်မိသည့်အနေအထားကိုရောက်လာကြပါတယ်အလင်းထဲတွင်စိတ်ကိုလန်းဆန်းအောင်လုပ်လိုက်ပါအကောင်းမြင်အကောင်းတွေးပေးပါစိတ်ရွှင်လန်းလာလျင်ထွက်ပေါက်ကိုရောက်လာပါလိမ့်မယ်ရဲရဲကြီးထွက်လိုက်ပါခရီးထွက်ပါလန်းဆန်းသောဘဝတစ်ခုကိုရယူပါစိတ်ရောကိုယ်ပါအနားယူလိုက်ပါအားသစ်အင်သစ်တွေပြန်ဖြစ်လာပါလိမ့်မယ်မပြောင်းလဲနိုင်တာမရှိပါငါဘဝဘယ်တော့မှပြောင်းလဲမှာမဟုတ်ဟုမထင်လိုက်ပါနဲ့မပြောင်းလဲခြင်းမှာမိမိကိုယ်တိုင်ကအပြင်ကိုမထွက်ရဲသေးသောကြောင့်လည်းဖြစ်နိုင်ပါတယ်အမြင်ပြောင်းပြီးပြောင်းလဲသွားနိုင်သည့်ဘဝတစ်ခုစီကိုဦးတည်လိုက်ပါဝင်ထုတ်ဝင်ပိုးတွေကိုမတည်သွားပါနဲ့ပြစ်ချထားခဲ့လိုက်ပါဖြစ်နိုင်ရင်တူတဲ့စိတ်လွတ်ကိုလွတ်ခရီးထွက်နိုင်အောင်စူးစမ်းကြည့်လိုက်ပါအနောင်ဖွဲ့တွေကြောင့်မထွက်နိုင်အောင်ကြောင်ပိတ်မိနေကောင်းပိတ်မိနေနိုင်ပါတယ်ရုံထွက်ကြည့်ပါရေအေးရ podcast ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမေတ္တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသားအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ